ဘန်ကောက်မှာတခါမှမကြားဘူးတဲ့အိမ်ဈေးနဲ့ရမယ်အိမ်တစ်လုံးရှိရယ်ဒီအိမ်ယာ project က fruit saga စောက်ထားတာနိုင်ငံခြားသားဝယ်လို့ရတယ်လီဆိုအနေနဲ့ရမယ်နှစ်33ဖြတ်နှစ်90ပေါ့နော်ဒီအိမ်ရဲ့တန်ဖိုးကဘတ်28သိန်း6000ပဲရှိရယ်ဒီဈေးကဘယ်နေရာမှကျွန်တော်မကြားဘူးအဲ့ဒါအထဲမှာဘယ်လိုရှိလဲဆိုတာကျွန်တော်တစ်ချက်လိုက်ပြပေးမယ်ဝင်လာရင်ကဒီမှာကားပါကင်2စီးရလို့ရမယ်သူကထောင်းဟုံးပေါ့နော်ထောင်းဟုံးပုံစံဖြစ်တယ်ဧည့်ခံကတော့အခုဒီမှာမြင်ရတဲ့အနေထားပေါ့ဧည့်ခံရေချိုးကိုင်းသာပါမယ်မိဖို့ချောင်ကအနောက်မှာသူကမိဖို့ချောင်ကမဆောက်ထားပေးဘူးတကယ်လို့မိဖို့ချောင်ပါပြီးသားအိမ်လိုချင်တယ်ဆိုလို့ရှိရင်လည်းရတယ်မိဖို့ချောင်မပါတဲ့ဟာကလေးကြတော့သူကဘတ်2သိန်းလောက်ထပ်ပြီးတော့စိုက်ပြီးတော့စောက်အောင်ပါပေါ့နော်အနောက်ဘက်ကိုဒီအနောက်မှာဒီဘေးအိမ်ဆိုလို့ရှိရင်ကြည့်လိုက်ဒါသူမီးဖို့ကြောင့်စောက်ထားတာအပြည့်ပေါ့နော်ဒီကနေဒီထိဒါကတော့မီးဖို့ကြောင့်အခန်းဖြစ်လိုက်မယ်အပေါ်မှာကအိတ်ခန်း3ခန်းပါတယ်အဲ့တော့တကယ်လို့ကိုကကွန်ဒိုဝယ်မယ်ဆိုလို့ရှိရင်ကဘတ်2တန်းခွဲပဲထားပါတော့2တန်းခွဲနဲ့ကဘလို့နီးနဲ့မှအိတ်ခန်း3ခန်းမရနိုင်ဘူးအခုဒီအိမ်ကဘတ်28သိန်းကိုအပေါ်မှာအိတ်ခန်း3ခန်းအောက်မှာအိတ်ခန်းနဲ့လုံးချင်းထောင်ဟုံးပုံစံမျိုးရမှာဖြစ်ပါတယ်။သူကအပေါ်တက်လာရင်ကအိတ်ခန်း3ခန်းဒီမှာကတစ်ခန်း3ခန်းလုံးက single room ကြီးပဲ။ရေချိုးခန်းအိမ်သာကအပြင်မှာတစ်လုံးပါမယ်။ဒီဘက်မှာတစ်ခန်းပါမယ်။ဒီဘေးမှာတစ်ခန်း3ခန်းပေါ့နော်။ပြီးလို့ရှိရင်အရှိမကရေချိုးခန်းအိမ်သာ။အခုဒီအိမ်ကအသင်တက်နေဖို့ဆိုလို့ရှိရင်ဒီတစ်လုံးပဲရှိမယ်။ဒီအိမ်ယာထဲမှာက4အောက်မှန်သမျှအကုန်လုံးကဒီပုံစံပဲတစ်ခုပဲ꿰သွားမယ်တချို့အိမ်ကပါကင်တစ်စီးနဲ့လာမယ်ဒါဒီအိမ်ဆိုလို့ရှိရင်ပါကင်2စီးရလို့ရမယ်ပေါ့နော်အရှိမအဲ့တော့ ready to move ထဲကလိုချင်တယ်ကိုကဘတ်ကို28သိန်းလောက်ပဲသုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီတစ်လုံးရမယ်အဲ့တော့မိတ်ဆွေတို့ကြည့်ချင်တယ်ဆိုရင်မြန်လေးလာမှရမယ်ကြံတဲ့အလုံးတွေကတော့ဒီဘက်ဘေးမှာစောင့်နေတော့မယ်ဒီဟာတွေကစောင့်မပြီးသေးဘူးနောက်ထပ်3လလောက်ကြံအောင်မယ်နောက်ထပ်3လဆိုလို့ရှိရင်တော့ဒါတွေအပ်မယ်လို့ပြောတယ်အဲ့ချိန်ကြလို့ရှိရင်တော့ကိုရမယ်ဒီဈေးတန်းနဲ့ဒါကအိမ်ယာထဲကပန်းချံပေါ့နော်ဂိတ်ဝါကအရှိမဂိတ်ထဲကနေဝင်လာရင်သူကပန်းချံရေရောက်မယ်ဒီပန်းချံထဲမှာဆိုအရှိမဒီဘတ်စကတ်ဘောကစားဖို့နေရတယ်ကလေးကစားဖို့နေရတယ်ဒီနေရာကြတော့ဥမာအိမ်မွေးတရိတ်ဆန်နဲ့ရှိရဆိုလို့ရှိရင်ကြောင်းလို့ရတာပေါ့နော်အဲ့လိုမျိုးသူရဲ့ပတ်ဝန်းကျင်အရသာလေးကတော့လုံးဝထောင်းဟုံးပုံစံမျိုးဂျပန်ပုံစံနဲ့တောင်နည်းနည်းဆင်တယ်သူတို့စောက်ထားတဲ့ပုံစံကအဲ့လိုမျိုးလေးပေါ့အေးချက်ချမ်းလေးဖြစ်မယ်ဈေးတန်းကလည်းဒီ28သိန်းဆိုတော့ကျွန်တော်ပြကွန်ဒိုနေမလားအိမ်နဲ့နေမလားပေါ့နော်ကွန်ဒိုဆိုလို့ရှိရင်တော့အိတ်ခန်းတစ်ခန်းနဲ့ရမယ်ဒီလိုအိမ်ထောင်းဟုံးဆိုလို့ရှိရင်တော့အိတ်ခန်း3ခန်းနဲ့ရမယ်ဟုတ်ကဲ့ဒီအိမ်ကိုလာကြည့်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်